လာမိုင်းယာမဲလ်ကိုတခြားလူငယ်ကစားသမားတွေနဲ့လိုက်မနှိုင်းပါနဲ့တော့သူကဝမ်ဒကစ်အဆင့်ထက်ကျော်လွန်သွားပါပြီခုဆိုရင်သူဟာဘောလုံးလောကရဲ့တမိုင်းသက်ကိုကိုယ်တိုင်ရေးနေရပါအမ်ဘာပေတင်ထားတဲ့စံချိန်ကိုသူဘလို့ချိုးလိုက်လဲကြည့်အောင်ပြီးခဲ့တဲ့ February 9 ရက်နေ့ကမာယော့ကာနဲ့ပွဲမှာယာမဲလ်ဟာ25ခိုင်အကွာကနေအဝေးကန်ချက်နဲ့မိုက်ဆာဂိုးသွင်းခဲ့ပါတယ်ဒီဂိုးဟာသူ့ကိုအသက်19နှစ်မပြည့်ခင်ဥရောပရဲ့ထိပ်သီးလိဂ်9ခုမှာဂိုးအများဆုံးသွင်းတဲ့ကစားသမားဖြစ်လာစေခဲ့ပါတယ်အရင်ကအမ်ဘာပေတင်ထားတဲ့23ဂိုးစံချိန်ကိုအခုသူက24ဂိုးနဲ့ကျော်တက်သွားတာပါဒါဂိုးသွင်းတာတခုတည်းတင်မဟုတ်ပါဘူးဒီဟာဒီမှာရင်သူဟာခလတ်နဲ့နိုင်ငံအသင်းအတွက် goal contribution ဂိုးပါဝင်ဖတ်တတ်မှု30အထိရှိနေပြီဖြစ်တယ်လို့ဥရောပမှာ dribbling ဂိုးတော်ဆွဲယူမှုအကြိမ်100ပြည့်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်တွေအပါအဝင်9ပွဲဆက်တိုက်ဂိုးသွင်းထားနိုင်တာကတော့တကယ့်ကိုမယုံနိုင်စရာပါပဲသူကအသက်18နှစ်ပဲရှိသေးပေမဲ့အခုကတည်းက2026ဘောလုံးဒီယောစုအတွက်ရေပန်းစားနေပါပြီပြီးခဲ့တဲ့နှစ်ကဒုတိယဆုရခဲ့တဲ့ရှာမဲလ်ဟာဒီနှစ်မှာဘာစီလိုနာနဲ့အတူလာလီဂါချန်ပီယံလိနဲ့ကမ္ဘာ့ဖလားကိုပါသိမ်းပိုက်ဖို့ပြစ်မှတ်ထားနေပါတယ်လက်ရှိလာလီဂါမှာလည်းဘာကာကရီယယ်မက်ဒရစ်ကို၄မှတ်ဖြတ်ပြီးဇယားထိပ်မှာဦးဆောင်နေပါတယ်အမ်ဘာပေ၊မက်ဆီ၊ဒါမှမဟုတ်ရိုနယ်ဒိုဘယ်သူမှ18နှစ်အရွယ်မှာဒီလောက်ထိမစွမ်းဆောင်နိုင်ခဲ့ကြပါဘူးလာမိုင်းယာမဲဟာကမ္ဘာအကောင်ဆုံးဖြစ်လာတော့မှလားအဖြေကိုကွန်မန့်မှာရှိပေးခဲ့ပါအောင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးသွားအောင်မှာမို့ကျွန်တော်တို့ရဲ့ Edge of the Pitch Channel ကို like and follow လုပ်ထားဖို့ပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ